ဒိုင်နိုဆောသည်အလွန်စွမ်းထက်မှကြောသဖြင့်ထိုလူသည်မင်းကိုနေတိုင်းလက်ဝဲထိုးလေးကျင်းသည့်အိတ်ဒါသာအိုရန်အနေဖြင့်အသုံးပြုခဲ့တော်လဲဥမာတစုံတရာထိခိုက်မှုမရှိခဲ့ပါထို့နောက်သူသည်ကာရက်တဲ့တူညရှိသောစိန်ဖြင့်ထုခွဲကြည့်ခဲ့တော်လဲစိန်သာအပိုင်းကွဲသွားခဲ့သည်တနေ့တွင်မူရှေးဟောင်းလူသားတို့သည်ထိုဦးကိုခိုးယူသွားခဲ့သည်မိမိအိမ်သို့ရောက်သောအခါသူသည်ဥကိုခွဲရန်စ조사ခဲ့တော်လဲကြောက်တုံးပေါ်တွင်ထုရိုက်လိုက်သည့်အခိုက်ကြောက်တုံးသာကွဲသွားခဲ့သည်သူသည်မိမိအားအင်ကုံသုံး၍လက်တီးဖြင့်ထိုးခဲ့တော်လဲသူ့လက်သာဒဏ်ရာရသွားခဲ့သည်ထိုသူသည်ကိရိယာမျိုးစုံသုံး၍စ조사ခဲ့တော်လဲဘာမှမထူးခြားခဲ့ပါကြီးမားသောတစ်ပင်များကျိုးသွားသည်ကြီးမားသောကြောက်တုံးကြီးများကြေမို့သွားသည်သို့တော်ဒိုင်နိုဆောမှမူလအတိုင်းပင်ရှိနေစေဖြစ်သည်ထို့နောက်သူသည်ဥကိုမြေကြီးပေါ်ချထားလိုက်သည်ရုတ်တရက်ဆိုသလိုပင်အရာမချေဝါးကြီးတစ်ခုကဘင်းကိုနင်းမိသွားခဲ့ပြီးဒီပလိုဒိုကတ်အေလန်ဒိုင်နိုဆောကြီးမှာပင်နာကျင်စွာအော်ဟစ်လိုက်ရသည်ထိုဖြစ်ရပြီးတွင်ထိုလူသည်ဥကိုမိတောင်တစ်ခုစီသို့တည်သွားခဲ့သည်သို့တော်ဥကပျက်စီးမသွားဘဲသူကိုယ်တိုင်သာမိလောင်တန်ရာရသွားခဲ့သည်အချိန်တွင်သူ၏ဒေါသမှာအထွတ်ထိပ်သို့ရောက်ရှိနေပြီဖြစ်သည်ထိုချိန်တွင်ပင်ဥ၏အခွန်မှာအလိုလျောက်စတင်ကွဲအပ်လာခဲ့သည်ထိုလူမှာလည်းပါဇက်မတန်တွေများပင်စီးကျလာသည်သို့တော်နောက်တစ်ခါတွင်ဥထဲမှအပြာရောင်ဒိုင်နိုဆောငယ်လေးတစ်ကောင်ထွက်လာခဲ့သည်ထိုဒိုင်နိုဆောလေးကထိုလူကိုမိခင်ဟုမှားယင်းထင်မှတ်လိုက်သည်ဒိုင်နိုဆောငယ်လေးအတွက်အစာရှာဖွေရန်အတွက်ထိုလူသည်ဥခွန်ကိုပြောင်းလဲနေအောင်ပုတ်တိုက်ပြီးတန်ချက်ကနှင့်ဥထုတ်ဖြစ်ပြုလုပ်လိုက်သည်ဤမြစွမ်းထက်သောကာကွယ်မှုဖြင့်သူသည်ဒိုင်ယန်နိုဆောရဲ့ရင်းနှင်းနာကိုအမဲလိုက်ရန်ထွက်ခွာသွားခဲ့သည်သူ၏အစီအစဉ်အောင်မြင်ပါမလား